Idivido Bhagavara Dhammadhambuddho Vaiza ထမင်းမစားဘယ်လိုဖြစ်နေလဲအော်16နှစ်တောင်ရှိပြီအဲ့အနည်း20လောက်ရှိထမင်းလုံးဝမစားဘူးကွယ်ထမင်းကတော့အခုအရန်ပင်ပန်းတော့ ယောက်ျားရင်ပဲရမိမရရဖြစ်နေကြရင်ဗန်းနေတက်နေကြရဲ့ ဦးလည်းမဆိုင်တာဆက်ဆက်စီကိုတွားကြည့်နေတယ် ဘယ်သူမှအာမကိုပါနဲ့ငွေမရှိရင်လောကကြီးမှာနေရတာမျက်နှာနေတယ်အရှိဆိုတာ နာမည်ဘယ်လိုခေါ်လဲ ကျမနာမည်ကဖြူဖြူပါရှင် ဖြိုးဖြိုးရပြီအလုပ်ရပြီ တော်တော်စိတ်ပြက်ဖို့ကောင်းတာပဲစနင်တို့အိမ်လိုသဘောထားပြီးတော့စကုံစဲနှုံးဒီလောက်ကြီး သူ့ကိုရေးတော့မလားရေးတော့မယ်ကြီးနေပြီတော့